American Sport Media ပြည်သူများလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့မှာပြောပြသွားခြင်းတဲ့အကြောင်းအရာကတော့ဒီရက်ပိုင်းမှာပြည်သူကြားမှာစိတ်ဝင်စားစရာဖြစ်တဲ့ဒီနေ့ညမှာကစားခဲ့တဲ့အာဆင်နယ်ကစားသမားဟောင်း2ယောက်ဖြစ်တဲ့ပေါ့လေဝီချိုင်းယာနဲ့ရမ်ဆေးတို့ရဲ့နီးပြအဖြစ်ဆုံတွေ့မှုအကြောင်းကိုပြန်ပြောင်းပြီးပြောပြသွားမှာဖြစ်ပါတယ်ခင်ဗျာရမ်ဆေးဟာအခုဆိုလို့ရှိရင်အသက်34နှစ်ပဲရှိသေးပြီးတော့သူ့အသင်းဟောင်းကာဒစ်ကိုပြန်ပြီးတော့ရောက်လာတာပေါ့လေဒီတော့ကစားသမားဘွားကာဒစ်နဲ့ဖြတ်တန်းနေတာအခုကရာသီကုန်ခါနီးမှာကာဒစ်ကနီးပြထုတ်လိုက်တဲ့အတွက်လက်ကျန်ပွဲကလည်းနည်းနေပြီဆိုတော့ကာဒစ်ကရမ်ဆေးကိုပဲနီးပြအဖြစ်နဲ့ရာသီကုန်ထိကင်တွယ်ခိုင်းတာတစ်ဖက်မှာလည်းဝီချိုင်းယာကအာဆင်နယ်လူငယ်အသင်းတွေရဲ့နီးပြလုံနေတာကနေပြီးတော့ဒီရာသီမှာသူနော်ဝစ်ကိုထွက်လာခဲ့တယ်အတွေ့အကြုံရအောင်ဆိုပြီးတော့သူနော်ဝစ်ရဲ့လက်ထောက်နီးပြအဖြစ်နဲ့စပြီးတော့ဝင်လာခဲ့တာပေါ့ဒီလိုပဲရမ်ဆေးလိုပဲသူလည်းယာဒီကုံခါနီးမှာနော်ဝစ်ကနီးပြထုတ်လိုက်ပြီးတော့ဝီချိုင်းယာကိုပဲယာဒီကုံထိကင်တွယ်ဖို့အတွက်အခွင့်အရေးပေးခဲ့တယ်ပေါ့လေဒီကစားသမား2ယောက်ဟာအာဇင်ဝင်းကားရဲ့လက်ထက်မှာအာဆင်နယ်ကနဝင်နီးပြကြီးအာဇင်ဝင်းကားရဲ့လက်ထက်မှာဆိုလို့ရှိရင်သူတို့2010ဝန်းကျင်လောက်မှာဝီချိုင်းယာတို့ရမ်ဆေးတို့ဟာအသင်းရဲ့အဓိကတောက်တိုင်တွေတဖြည်းဖြည်းနဲ့ဖြစ်လာခဲ့ကြတယ်ဒါပေမဲ့ဝမ်းနည်းစရာကောင်းတာကတော့ဒဏ်ရာတွေကသူတို့ကိုတတ်ခဲ့တယ်လို့ပြောရမှာပေါ့လေအာဆင်နယ်မှာအမြင့်ဆုံးအောင်မြင်မှုအဖြစ်သူတို့ကအဖေဖလားလောက်ပဲရခဲ့တယ်အခုရမ်ဆေးဆိုလို့ရှိရင်အသက်34နှစ်မှာကစားသမားဘဝနောက်ဆုံးရာသီနီးပြဖြစ်ပါတွဲလုံနေရပြီဝီချိုင်းယာဆိုရင်လည်းဒဏ်ရာတွေကြောင့်လုံးဝကစားလို့မရတော့ဘဲနဲ့အသက်30လောက်ကလေးကဒီဖီးထဲကိုရောက်လာခဲ့တာပေါ့လေဒီတော့ကစားသမားဘဝမှာအဆုံးတထိမသွားနိုင်ခဲ့ကြတဲ့သူတို့အတွက်ဒီဘက်ကိုစောစီးရောက်လာတာဟာသူတို့အတွက်ပို့ပြီးတော့ကောင်းတယ်လို့ပြောလို့ရတယ်အခုဆိုရင်ဒီညမှာသူတို့2ယောက်ကတငယ်ချင်းတွေထိတ်တိုက်တွေ့ခဲ့ကြတယ်ပေါ့လေရမ်ဆေးရဲ့ကာဒစ်ကတော့အဆင့်24မှာရောက်နေတယ်ချန်ပီယံရှစ်မှာအသင်း24သင်းပဲကစားတာဆိုတော့သူရောက်နေတဲ့အဆင့်က24ဆိုတော့ကြမ်းကတ်နေတာပေါ့လေတန်းဆင်းဖို့တေချာသွားပြီလို့ပြောလို့ရတယ်ဝီချိုင်းယာရဲ့နော်ဝစ်ကတော့အဆင့်73နဲ့ဟိုမရောက်ဒီမရောက်အနေထားပါပဲဒီရာသီမှာတော့ဒီတော့ဝီချိုင်းယာရဲ့နော်ဝစ်က4-2နဲ့နိုင်သွားတယ်အဲ့ဒီမှာထပ်ပြီးတော့အာဆင်နယ်နဲ့ဆက်တဲ့အာဆင်နယ်ကစားသမားဟောင်းတယောက်ပါနေသေးတယ်ကာဒစ်မှာလက်ရှိကစားနေတဲ့ဝီချိုင်းယာတို့ရမ်ဆေးတို့နဲ့အသင်းဖော်ဟောင်းဖြစ်ခဲ့တဲ့ချိန်ဘတ်ပဲထူးခြားတာချိန်ဘတ်ကဒီပွဲမှာရှေ့စွမ်းမပြဘဲနဲ့အနီကတ်ထိသွားတယ်ပွဲစ73မိနစ်မှာပဲနော်ဝစ်ကဥဆောင်ကိုစားရတယ်16မိနစ်မှာဒီချိန်ဘတ်ကအနီထိသွားတယ်အဲ့တော့တကိုးရှုံးအနေထားမှာကာဒစ်ကတယောက်ယောက်အနေထားနဲ့ကစားပြီးတော့ပွဲပြီးတော့4-2နဲ့အလူးလဲခံလိုက်ရတယ်ပေါ့လေဒီအသင်းဖော်ရှင်းပြန်ဆုံရတဲ့ပွဲမှာချိန်ဘတ်ကဒီရမ်ဆေးကိုဆေးထိုးတယ်လို့ပဲပြောရမလားပေါ့အာဆင်နယ်ပရိသတ်တွေအတွက်ကတော့ဒီပွဲလေးကတကယ်ကိုအမှတ်တရဖြစ်စေတဲ့ပွဲလေးပါပဲနီးပြဘွားမှာမအောင်မြင်တဲ့ဒီအင်္ဂလန်သားတွေအောင်မြင်မှုခက်ခဲတဲ့အနေအထားမျိုးမှာပေါ့လေဒီရမ်ဆေးတို့ဒီအင်္ဂလန်သားတွေဖြစ်တဲ့ဝီချိုင်းယာတို့အနေနဲ့နီးပြဘွားမှာဘယ်လောက်တထိသူတို့အဆင့်မြင့်ကိုတက်လှမ်းနိုင်မလဲပေါ့အခုဆိုချန်ပီယံရှစ်ကနေပြီးတော့ပရီးမီးယားလိနီးပြကိုပဲပရီးမီးယားလိနီးပြဖြစ်နေဘယ်တော့လောက်ရောက်လာမလဲဆိုတာလည်းစိတ်ဝင်စားစရာကောင်းတယ်အာဆင်နယ်ကစားသမားဟောင်းတွေထဲမှာဆိုရင်လည်း honorary လိုမျိုး greatest player ကတောင်မှမအောင်မြင်တဲ့နီးပြတယောက်မဖြစ်ခဲ့ဘူးအဲ့လိုဆိုတော့ဥပမာအင်္ဂလန်သားတွေထဲမှာဆိုရင်လည်းဝိန်းရိုနီကြည့်မလားစတီဗင်ဂျရက်ကြည့်မလားလမ်ဘတ်ကြည့်မလားပေါ့လေအောင်မြင်တဲ့နီးပြတယောက်လို့ပြောလို့ရတဲ့အနေအထားကိုသူတို့မရောက်ကြဘူးဒီတော့ဝီချိုင်းယာတို့ရောဘယ်လောက်စင်တီကိုရောက်မလဲဆိုတာကျွန်တော်တို့ကစိတ်ဝင်စားစရာနဲ့ရင်ခုန်စွာနဲ့စောင့်ကြည့်ရမှာဖြစ်ပါတယ်ကြည့်ရှုပေးသူအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဆွေးနွေးရှင်တဲ့အကြောင်းအရာရှိရင် comment ထဲမှာပြောသွားခဲ့နိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ